အောင်လို့ဘာဖြစ်လို့တော့ဆိုမင်းရေးသမျှတပုတ်မှပေပါဝမ်းရဲ့စာတွေမဟုတ်ဘူးလေဟဲ့ဟုတ်ရဲ့လားဗောဟုတ်တယ်ဟဲ့အောင်လည်းအဲ့ဒါပေပါဝမ်းရဲ့စာတွေမဟုတ်ဘူးတဲ့ဟဲ့အောင်လည်းစာရွက်လှန်ဆိုတော့သူ့ကွာတယ်လို့လှန်ပြမခိုးတွေကိုလေးလှန်ပြတော့ဟဲ့အောင်လည်းအဲ့ဒါပေပါ3ရစာတယ်ဟဲ့ဟုတ်လားနောက်တစ်ပုတ်လှန်ပြဟဲ့အောင်ဒါပေပါ4ရစာဟာဟဲ့အောင်ဒါပါအဲ့ဒါပေပါ3ဟဲ့အောင်ဒါအဲ့ဒါပေပါ2ဟဲ့အောင်ဒါအဲ့ဒါပေပါ4သေရောရှစ်ပုတ်လုံးကဝစ်ပေပါဝမ်းရဲ့စာတပုတ်မှမပါယူတာပဲသိလားဟောမကိုအကောင့်ထင်ပြီးခိုးချတဲ့စာရွက်ယူသွားတာတော့ပေပါမမှန်ဘူးအားနဲ့ကြံသေးတယ်ဟဲ့အောင်လို့ငါမင်းကိုထုတ်ပြမင်းကြံသေးတယ်လားအေးကြံသေးတယ်အားနဲ့ထုတ်ဒါမဟုတ်ဘူးတဲ့သူလုံးချီပလိုက်ဗရင်ဘောက်ကနေလှုပ်ပစ်လိုက်ပါသိလားနောက်ထပ်ဒါမဟုတ်ဘူးတဲ့မင်းကငါတိတ်မရှိတော့ဘူးကွာဆိုတော့ဘာသူကနောက်ဆုံးဘာလုပ်ရလဲဆိုတော့ငါစီမှာ paper 1ရဲ့ pocket တွေပါတယ်နော်ကိုပြောချင်တာငါစီမှာ paper 1ရဲ့ pocket တွေပါတယ်အေးမင်းဟာလေးပေးစမ်းကွာဆိုတော့ပေးရောအဲ့တော့ကိုကမိနစ်20အတွင်းမှာထပ်ကူးရအောင်သိလားကူးတော့ပြဿနာကဘာလဲဆိုတော့ကိုရဲ့ဆရာမရဲ့ပဲကြံရောအဲ့နဲ့ဆရာမကိုပုံလင်းတော့ပြောရတာသိလားဆရာမရဲ့လို့တားလို့စာရီရလို့မဖြေရသေးလို့နှစ်ဆောက်ကဒီမှာလေးတဲ့စာရီအများကြီးပဲဟုတ်ကဲ့လို့ပေပါ1ကတပုံးမှမပါဘူးဒီတို့ဒီမြောက်လုတ်ဖို့လောက်တီးတာဘာညာဆိုပြီးတော့အဲ့နဲ့သူ2ပုတ်ပေးကူလိုက်တော့အဲ့2ပုတ်လေးကူလာ